ဦးကျစ်တောက်နေတဲ့တဲကနာရအလဲထဲမှာနှင်းနေကြနေလို့စစ်သားတစ်ပွဲအံဩမြင်တတ်နေပါတယ်။အပူချိန်120ဒီဂရီထိရှိတာကြောင့်နှင်းပါလို့ကြလဲဆိုတာကိုအံဩလုံးပြီးခေါင်းဆောင်ဟာမဲနေတဲ့သားတောင်ပြန်ဖြူသွားပါတယ်။ပထမဆုံးမြင်လိုက်ရတဲ့မြင်ကွင်းကတော့တရွာလုံးဟာနှင်းတူအောက်ရောက်နေပြီးတရွာလုံးလေးရေခဲရုပ်တုတွေဖြစ်နေပါတယ်။ Frozen တွေကအစာနဲ့နည်းနည်းစကားပြောရမယ်တင်တယ်။ကဘာတစ်ဖက်ချမ်းမှာလည်းသူ့အတူနေတဲ့ရေခဲပြင်ကို92ကြောင်ပြီးတော့ခွဲနေပါတယ်။အဲ့လိုခွဲနေရင်ကနေရေကြီးရောက်ကနေအကွဲတန်ကြားလိုက်ရပြီးမြေကြီးရဲ့တုံဟီးတန်နဲ့စတင်ထွက်ပေါ်လာတာပေါ့ခွဲတော့ကခွဲပြီးခုမှမသိလို့တိလို့လုံနေတော့မှသူတို့ဖွဲတဲ့တယောက်ကသူ့ကြောင့်အောင်မြင်နေထင်ပြီးလာကြည့်ဖို့ပြောပါတယ်အဲ့မှာတင်အဝီစီတွင်းနဲ့တန်းကြပြီးကံကောင်းတို့တွဲလောင်းလေးဖြစ်နေတာပေါ့လူကိုပြောတာပါအဲ့မှာသူ့ဖွဲထားတဲ့အသေးတန်ပြေးလာပြီးခဲ့ပေမဲ့ဈေးကြီးပါပြီဆိုတဲ့မြေကြီးခွဲဆက်ကြီးကတော့အတမထွက်နိုင်ပဲပြုတ်ကျသွားပါတယ်အဲ့အချိန်နောက်ဆက်တလုံးမှာမဆုံးရှုံးရအောင်အပြေးလွှားသွားရောက်စူးစမ်းယူပါတယ်ဆရာကြီးစတိုင်နဲ့ကြောနိုင်ပြီးမဲ့အိုက်တင်နဲ့များတာကြောင့်နောက်ပြန်လဲကြပါတယ်ဒါလည်းတွင်းနေဦးမချသေးပါဘူးအသက်ကကိရိယာနဲ့အဖွဲသားတွေကြောင့်အသက်ရှင်နိုင်ခဲ့ပေမဲ့ခုမှတော့အဖွဲသားအားလုံးတပြင်းချနိုင်ပါတော့တယ်အမှန်တော့သူတို့တော်လို့မဟုတ်ပါဘူးဒရိုက်တာကြောင့်ပါပေါ်စီမြင်ကွင်းကနေကြည့်တော့မှာပဲတိုက်ကြီးတစ်ခုလုံးကအကွဲကြောင်ကြီးဖြစ်နေခဲ့ပါတယ်